မင်္ဂလာပါရှင်ဒီနေ့တော့အင်္ဂလိပ်စီလိုက်ဖက်ပြောမှာဖြစ်ပါတယ်ရှင်လိုက်ကြည့်ကြကိုအကြည့်ရတော့ဒီနေ့လိုက်ကြမှာပေါ့နော်ထိုင်လိုက်ကြပြမိသားစုနေမိကအဖေရဲ့အမေရဲ့သမီးလေးရဲ့ညီလေးရဲ့ဖြစ်ပါတယ်ရှင်လိုက်ကြမှာဖြစ်ပါတယ်လိုက်ကြည့်လိုက်ရဝါးထိုင်လေချက်စားတယ်စားစကိုစားလို့ရတဲ့ဒီကတည်းကနိုင်မှာဆက်လို့ရတယ်ယူချယ်ကောနော်တီးတယ်ကောနားလေရှင်းပြပေးနိုင်တယ်လားဒီနိုင်ကမားလေးဝန်သားထိုင်ကလေးပဲပါတယ်နောက်တဗီတလုံးမှရှိတယ်နော်ဖိနေမှာတပင်းလေးစိုက်ထားတယ်ပါတယ်နားတော့ဒီလိုကြမှာဒီမှာတီးအောင်နီးလေဒီရအော်တိုပါတယ်ဒီရပေါ်တဲ့ပြမှာဖြစ်ပါရဲ့ရှင်ဒါတရားကကားကိုခံရဖြစ်ပါတယ်ကားရီပေါ်တော့ဝယ်ထည့်ရပါရဲ့ရှင်ဒါဆိုရင်ထားပါပါတယ်ဒီမှာပေါ့နော်ဒီမှာပေါ့နော်ညာရောရှိရတဲ့မဲ့ပေါ်တက်တယ်ပေါ့ဒါပေမဲ့တော့တမရှိရအဝိစားကိုအမိုက်ထည့်ရမှာဖြစ်ပါရှင်ဒါကြောင့်ပေါ်တက်တဲ့မှာဖြစ်ပါတယ်စီးဝင်နေနေတော့စကူဖြစ်တော့လည်းရပါရှင်ဒါတော့ပေါ်ထည့်ရပါပြီပေါ့နော်ဒါတော့ထိုင်ကိုဝယ်ပါတယ်အဲ့ကျမလိုက်မှာပုံစံတားတယ်ကြီးဆွဲခါဒါတော့ချိုးကနဲ့ပြပါတယ်ချိုးကနိုင်တာတွေ့ရပါလားတဗီတလုံးမရှိသေးရဲ့ပိုလက်ဆောင်လို့အဲ့ဒါမိုးကမိုးပဲလို့အဲ့ဒါအမေရဲ့ပြည်ခိုက်တဲ့နေဖြစ်ပါတယ်တရားရအောင်ဒါတော့ဘာလို့ဒီလေးဖြစ်တာလဲဖြစ်ပါရှင်အဲ့ပါတာအဲ့ဒီထဲမှာကံနေဖြစ်ပါတယ်ပေါ့နော်ရှေ့လာနေစဉ်းစားမမင်းဒီစမှာတူလာတယ်နော်ဟဲ့ဒီလိုဒါလေးကိုဒီမှာရှင်ဒီစနိုင်ပါတယ်နော်ဒီမှာလည်းထိုင်ရတယ်ရှင်ဟဲ့ဒါကလည်းရှိပါလေချရပါတယ်တာတာဒီမှာရှင်